အားလုံးပဲမင်္ဂလာပါဒီနေ့မိတ်ဆက်ပေးခြင်းတဲ့ project လေးကတော့ Superlight Veranda Sokobe117 project လေးပဲဖြစ်ပါတယ်ဒီ project လေးကတော့ BTS Grand Line ရဲ့ဘေးမှာတင်တရှိပြီးတော့ Pucho Station ကို3နှစ်လမ်းလျှောက်တာနဲ့ရောက်ပါတယ်this key ကိုလည်း9နှစ်သာလမ်းလျှောက်ရမှာဖြစ်ပါတယ်ကိုလိုလေးဝင်လိုက်တာနဲ့ Welcome Garden ကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ EV Charger Playground နဲ့ Garden Park ကိုတွဲထားပေးရဖြစ်တဲ့အတွက်ကလေးတွေဆော့ကစားတာကိုစောင့်ကိုင်းရင်ကိုယ်တိုင်လည်း exercise ပြုလုပ်နိုင်တယ်လို့ညနေညက်ခင်းဘက်လည်းပန်းဖြေလမ်းလျှောက်နိုင်ပါတယ်နောက်ပြီးကိုလက်ကျမကြီးအတွက်ဂျင်းယောဂအစားတဲ့ facility တွေကိုအပြည့်အစုံထည့်သွင်းပေးထားပါတယ်ဒါလေးကတော့ full limit space ဖြစ်ပါတယ်ဒါကတော့ infinity pool ဖြစ်ပါတယ် sky lodge ကိုနှစ်ထပ်ပြုလုပ်ပေးထားတဲ့အပြင် sky garden ကိုပါထည့်သွင်းပေးထားပါတယ်ဒါလေးကတော့1 bed 35 square meter showroom ဖြစ်ပါတယ်ဘက်2တန်းကျော်ကနေ3တန်းဝန်းကျင်ထိဈေးနှုန်းအစားရှိပြီးတော့စိုက်အနေနဲ့31.5 35 41 square meter ဆိုပြီးစိတ်ကြရွေးချယ်ဝင်နိုင်ပါတယ်လူကြိုက်များတဲ့၄ယောက်လေးဖြစ်ပြီးတော့ kitchen ကိုလည်း separate kitchen လေးဖြစ်တဲ့အတွက်အနက်ဝင်မှာစိတ်ပူစရာမလိုပဲ AC ချစ်ပြုတ်စားတောင်းနိုင်ပါတယ်နောက်ပြီး living space bedroom စသဖြင့်ကြီးကျယ်ဝန်းရှိတဲ့အတွက်မိသားစုကျူးစုရွာကတော့ AC နေနိုင်ပါတယ်ကွန်ဒိုက Grand Line ဘေးမှာရှိတဲ့အတွက် CN Central Wall ပတူနန်စတဲ့နေရာတွေကိုအလွယ်တကူမိနစ်ပိုင်းအတွင်း draw ရောက်နိုင်ပါတယ်နောက်ပြီးကွန်ဒိုရဲ့ပတ်ဝန်းကျင်မှာ Honda Toyota Panasonic နဲ့စတဲ့ကုမ္ပဏီကြီးတွေရဲ့ဟက်ကာတာတွေရှိရဲ့အပြင် Grand Line ဘေးကကွန်ဒိုဖြစ်တဲ့အတွက်ငါအတွက်တော့စိတ်ပူစရာမလိုပါဘူးစားရေးတောက်ရေးအတွက်လည်းနီးနားမှာ busy 7-Eleven ပြီးတော့နောက်တစ်ပတ်နိုင်စီမယ်ဆိုရင်လည်း Imperial Mall Samround Wet Market Samround စတာတွေရှိတဲ့အတွက်စားရေးတောက်ရေးအတွက်လည်းစိတ်ပူစရာမလိုပါဘူးနောက်ပြီးသုံးပတ်တိုင်စီးရနဲ့အရှိအောင်ရှာမှာအကြီးဆုံးဖြစ်လာမယ်ဘန်ကောက်မော်ကိုရောက်ရှိမှာဖြစ်ပါတယ်အဲဒါကြောင့်ကွန်ဒိုကအမားလေးအတွက်တည်းစားရေးတောက်ရေးအတွက်ကောတွိုင်းလာရေးအတွက်ပါအဆင်ပြေတဲ့ project လေးဖြစ်ပါတယ် project လေးကိုအသေးစိတ်မြင်မြလို့ပါကချက်ပေါက်ကနေတစ်ဆင့်ဆက်သွင်းနိုင်ပါတယ်